ဒီတန်ကလူတိုင်းကိုနင်းမကူညီရင်နင်းကလူရုံမှာပဲဆိုတဲ့ကပြားဝေပေးလိုက်တယ်လို့ပဲသူ့နောက်လိုက်ရှောင်းချမ်းကချက်ချင်းဝင်ပြောတယ်လင်းရှောင်းနင်းမှာအိမ်ရှိကားရှိနဲ့ဒါလေးကိုတွက်ကတ်နေတဲ့နင်းရဲ့စိတ်ထားကဘယ်ရောက်သွားလဲနောက်ဆုံးတော့ကျမပြန်ပို့လိုက်တယ်ငါနောက်ဆိုကတ်မပို့ပေးတော့ဘူးကိုဘာသာစားကိုဘာသာရှင်းပဲအင်္ဂါကအစင်းကကြီးခါတိတ်သွားပြီးချက်ချင်းပြန်ဆူညံသွားတယ်ဝါတွေးလိုက်တာဒါကြောင့်သူခုထိရေးစားမရတာဒီလိုလူမျိုးနဲ့အလုပ်တူလုပ်ရတာရင်ကျက်စရာကြီးကျမအစင်းနာတွေကိုခါရီယန်အိုဗာရိုက်ပြီးတင်ထားလိုက်တယ်ရုံးစင်းခါနီဝမ်ထင်ကနောက်ဖက်နဲ့လျှောက်လာပြီးကျမရဲ့အဆွဲတော်ကိုလာခောက်တယ်နင်ဘာလို့တော့ခတ်ထားတာလဲဘသူ့ကိုကာကွယ်နေတာလဲကျမခေါင်းမမော့ပဲလက်တရမ်းနဲ့လူကိုကာကွယ်နေတာလို့ပြောလိုက်တယ်သူ့မျက်နှာတောင်းတင်းသွားပေမဲ့ချက်ချင်းပြန်ပြုံးပြီးချိုးအီနေတဲ့အတန်းနဲ့ပြောတယ်အိုးအဲ့ဒီလိုမပြောပါနဲ့နင်ထမင်းချိုက်ပါလာတော့မမဆိုးလို့ပါငါ့ကိုကပ်ပေးလိုက်လေငါသွားပြီးအသားဟင်းသွားထည့်ပေးမယ်တကယ်စေတနာနဲ့ပါကျေးဇူးပဲမလိုဘူးဒါဆိုငါကောသူကအတန်ကိုနှိပ်လိုက်ပြီးတောင်းပန်တယ်လို့ချင်းချောက်တယ်လို့ပြောတယ်ငါဒီနေ့ကမပါလာဘူးနင်ငါ့ကိုအငှက်ထားတော့မလို့လားကျမခေါင်းမော့ပြီးသူ့မျက်လုံးကိုစိုက်ကြည့်လိုက်တယ်နင်သွားချေးလို့ရတယ်ပိုက်ဆံသွားဖြည့်လို့ရတယ်အိမ်ပြန်လို့လည်းရတယ်ဝန်ထင်ရဲ့အပြုံးချက်ချင်းပျောက်သွားတယ်သူကခါကိုင်းပြီးကျမပဲကြားရတဲ့အတန်နဲ့တိုးတိုးလေးပြောတယ်လင်းရှောင်မျက်နှာပေးတော့ယူနင်ကက်ကိုတင်ထားလိုက်ုံနဲ့ပြီးသွားပြီထင်နေလားကျမရင်ထဲမှာတော့ခလောက်ပိတ်သွားတယ်လို့တင်းနဲ့ခလုတ်ဖြုတ်လိုက်တယ်လို့ခလောက်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ဝန်ထင်နင်ဖြည်းဖြည်းချင်းတရုပ်ဆောင်ငါဖြည်းဖြည်းချင်းမှတ်ထားမယ်သူ့ရဲ့မျက်နှာပေးတော့ယူဆိုရဲစကားကိုလည်းအတန်ဖမ်းထားလိုက်တဲ့ဖုံးဆက်ခရင်မှာအနီရောင်မီးလုံးလေးလင်းနေတာကိုကြည့်ပြီးကျမစိတ်ပုံငြိမ်သွားတယ်ပွဲကစနေပြီးသူလက်မဲ့ခြေလမ်းတိုင်းအတွက်တက်တည်ယူထားမယ်သူမသိတာကကျမကသူ့ရဲ့ဒီလိုဟန်ဆောင်မှုမျိုးကိုအကြောက်ဆုံးမဟုတ်ဘူးဆိုတာပဲကောလာဟလတွေကမိခိုးငွေတွေလိုကျမကိုပေါ်မှာကညှိနေပေမဲ့ကျမလုံးဝဒေါသမထွက်ဘူးဆိုတာကိုဝန်ထင်အမြန်ပဲသတိထားမိသွားတယ်ကျမနေတိုင်းထမင်းချိုင်ယူလာတယ်ကိုခုံမှာကိုထိုင်စားတယ်ဘသူဘာပြောမကြားချင်အောင်ဆောင်နေတယ်သူပိုပြီးအလောတက်ကြီးဖြစ်လာတယ်ဗုဒ္ဓဟူးနေ့လယ်ပိုင်းတင်တာဖြစ်ဆွတ်စာရွက်စာတမ်းပတိဆွတ်ခန့်အေးကွန်စင်ကတွေကိုစာရိုက်နေတဲ့ဥပဒေရေးရာဌာနကညနေ3 နာရီမတိုင်ခင်တစ်စိတ်တုံးလာထူဖို့တောင်းထားတာကနန်းတစ်လုံးမားတာနဲ့အကုန်ပြန်လို့ရမှာရုံးခန်းကတိတ်ဆိတ်နေပြီးကီးဘုတ်ခောက်တံပဲကြားရတယ်ဝက်သားနီချက်လာဖက်ခဲအင်းနဲ့အနက်အပြင်းကြီးနီးကပ်လာတဲ့ဝန်ထင်ကတောက်ဖက်နဲ့ခောက်ဆွဲပန်းကန်ကင်ပြီးကျမဘေးကနေတဖြည်းဖြည်းဖြတ်သွားတယ်ပြဆက်တိုက်နေတယ်လို့ကိုနေလုံးနေတာကျမဘေးကဖြတ်သွားတဲ့အခိုက်တက်မှာပဲအိုကွယ်ဆိုပြီးသူ့လက်ကဝတ်ကရိုင်းသွားတယ်ပူလောင်နေတဲ့ဟင်းရည်တွေစီတွေကမြစ်ပတ်တဲ့ရေလိုပဲကျမရဲ့စာရွက်စာတမ်းတွေပေါ်အကုန်မောက်ကျသွားတယ်စာရွက်တွေချက်ချင်းပြော့တွဲသွားပြီးစာလုံးတွေအကုန်ပြန့်နှံ့သွားကအမေးအောင်အကွက်ကြီးဖြစ်သွားတယ် sorry ငါတကယ်တမင်လောက်တာမဟုတ်ပါဘူးသူကတရှူးတွေဆွဲထုတ်ပြီးဖိတုပ်ပေးနေတဲ့လှုပ်ရှားမှုကပြာခတ်နေပေမဲ့မျက်လုံးတွေကတော့အရန်တောက်ပန်နေတယ်လုတ်ဖော်ကိုင်းဖက်တွေဝိုင်းလာပြီးအငှက်ကုန်ကြတယ်သွားပါပြီဒါကဥပဒေဌာနပိုးရမှာလေအဲ့ဒီမှာတစိတ်တုံးထူဖို့စောင့်နေတာဝန်ထင်ရဲ့နောက်လိုက်ရှောင်းချမ်းကချက်ချင်းဝင်ပြောတယ်သူတောင်းပန်နေပြီပဲလင်းရှောင်နေအရန်အေးမကြီးပါနဲ့လူတိုင်းလက်ချော်တက်တာပဲဒီစကားကဖြောင်းဖြတာမဟုတ်ဘူးကျမကိုကြိုးကွင်းစွတ်တာကျမမအော်ဘူးစားပွဲကိုလည်းမရိုက်ဘူးဟင်းရည်တွေဆိုရွှဲနေတဲ့ပထမစာရွက်ကိုဖြည်းဖြည်းချင်းခွာပြီးအမိုက်ပုံးနဲ့ပြစ်ထည့်လိုက်တယ်တရှူးနေနဲ့ထည့်ယူပြီးစားပွဲကိုပြောင်းအောင်တုတ်လိုက်တယ်တယုံလုံးကြောင်ကြည့်နေကြတယ်ဝန်ထင်ရဲ့ငိုတန်ကလဲချောင်းထဲမှာတဆို့သွားတယ်လင်းရှောင်ငါရော်ပေးမယ်ငါပြန်တာအစထုတ်ပေးမယ်အဲ့ဒီစာရွက်တွေထဲမှာကျမတစ်ပတ်လုံးတွက်ထားတဲ့ဈေးနှုန်းနှိုင်းရှင်ချက်စရာတွေပါတာသူသိတယ်ကြားအစပြန်ထုတ်လို့မရဘူးအကုန်ပြန်တွက်ရမှာလေကျမသူ့ကိုကြည့်ပြီးအေးဆေးဆေးပဲပြောလိုက်တယ်ရပါတယ်သူ့မျက်လုံးထဲမှာအောင်နိုင်သွားတဲ့အရေးရောင်လေးထက်ပြေးသွားတယ်ကျမဆက်ပြောလိုက်တယ်ဒါဆိုဒီစာရွက်တွေက3 နာရီမတိုင်ခင်ဥပဒေဌာနပို့ရမှာအခုမိနစ်40ပဲကျန်တော့တယ်နင်ဥပဒေဌာနကိုသွားပြီးအခြေအနေကိုရှင်းပြပေးပါနင်ခောက်ဆွဲပန်းကန်ကိုင်လာရင်မတော်တဆဟင်းရည်တွေမောက်ကြပြီးစာရွက်တွေပျက်စီးသွားလို့10 မိနစ်လောက်နောက်ဆုတ်ပေးပါလို့သွားပြောပါဝန်ထင်ရဲ့မျက်နှာချက်ချင်းဖြူရော်သွားတယ်သူ့ကိုဥပဒေဌာနမူးစီသွားရှင်းပြခိုင်းတာလားအဲ့ဒီကမမချန်ဩဂေါ်ဟေကလူမှုရေးနားမလဲဘူးလှုပ်ထုံးလုံနေပဲတည်တယ်လို့နာမည်ကြီးတာလေသူနှုတ်ခမ်းတွေတုံပြီးငါသွားရင်မကောင်းတော့ဘူးထင်တယ်ကျမပြုံးလိုက်တဲ့အရန်ကိုနူးညံ့တဲ့အပြုံးလေးနဲ့ကောင်းပါတယ်နင်လှုပ်ချလိုက်တာပဲလေကျမဘေဘီကိုတစ်ချက်ဝေးကြည့်လိုက်တော့ခုနကပွဲကြည့်နေတဲ့သူတွေအကုန်လုံးသူ့ကိုဝိုင်းကြည့်နေကြပြီးဘသူမှသူ့ဘက်ကမဝင်ရဲဘူးဘာလို့လဲဆိုတော့ဟင်းရီကိုသူမောက်ချလိုက်တာအားလုံးမြင်လိုက်တာကိုကျမခေါင်း